ဒီနေ့မိုးရေအရန်တဲတယ်ဆိုတော့မလို့စားကြမယ် Hello အားလုံးမင်္ဂလာပါရှင်စုပါဆုစလကပပစပလာပါဒီနေ့မိုးအေးလေးနဲ့စုကိုရိုင်းပေါင်မုတ်လေးလှူစားမှာဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်တော့စုနဲ့တူတူပေါင်မုတ်လေးလှူစားကြမယ် So let's go ဒါလေးကတော့စု yeast အရင်ဆုံးဖောက်ဖို့အတွက်ပေါ့နော် yeast ကိုခံပါမယ်ကြားထည့်တယ်ရေကိုပူမအေးထည့်တယ်ပြီးတော့ yeast ကိုထည့်ပြီးတော့9မိနစ်ကနေပြီး15မိနစ်ပြီးပေါ့နော်ပွားခံပါမယ်ဆိုတော့စားကိုတော့ဂျုံမှုနဲ့တူတူရောထည့်မယ်လို့တော့ yeast နဲ့ဖြော်တဲ့အခါမှာထည့်ရင်တော့မပွားနိုင်ပါဘူးဂျုံနဲ့မဲ့အိုးတဲ့တစ်ခါတည်းရောထည့်မယ်ကြက်ဥကတော့လုံးဝကိုမပါမဖြစ်ပါနော်မေးလို့လုံးဝမရဘူးဒါမှကိုယ့်မုတ်လေးကလုံးဝပွားမှာနော်ကဲ yeast အပွားခံတာလေးရပြီဆိုတော့တခါတည်း yeast ကိုပါပေါင်းထည့်ပြီးတော့မှွေပါမယ်ဒါကတော့စုနွားနှုတ်ကိုသုံးပါတယ်ဒီကြားထဲမှာစုမုံဝင်နေနဲ့ဗီဒီယိုကလစ်ပေးတစ်ခုလိုက်ပို့ကြံခဲ့တယ်အဲ့ဒါကတော့စုထောပတ်ထည့်တာပါနော်ထောပတ်လည်းထည့်လို့ရတယ်မာဂျန်လုံးလေးရပါတယ်ရှင်မုတ်တက်ချာနဲ့အရသာတော့နည်းနည်းလေးပြောင်းနေပါတယ်နော်ဂျုံသားလေးကဣပြီးအရန်ကင်လို့ကောင်းတယ်တကယ်အသေးရစရာလေးစုဂျုံကိုလည်းနေပြီးရတယ်တမ်းပြီးပုံမဖော်ဘူးနော်ခဏတော့အနားပေးရပါမယ်ဒါမှပုံဖော်တဲ့အခါမှာပြပြပြောင်းနေနေလေးပုံဖော်ရလည်းအဆင်ပြေပါမှာနော်ဒါလေးကတော့စုအပွားခံပြီးပွားလာတဲ့ပေါင်မုတ်လေးတွေကိုကနေပြီးတော့ဖုတ်လိုက်တဲ့အခါမှာအညိုရောင်လေးတမ်းပြီးလှအောင်ကျုပ်အနှစ်လေးတုပ်ပေးရတာဖြစ်ပါတယ်ကဲဒီမှာဆိုလို့ရှိရင်တော့တကယ်လက်တွေ့ပေါ့နော်ကျုပ်တုပ်ထားတဲ့ကြောင်လို့လုံးဝပြောင်းလေးနဲ့လေးလှလှလေးဖြစ်နေတာပေါ့ဒါလေးကတော့စုမီနီဘန်းလေးလုပ်ထားတာပေါ့နော်ကြည့်ပါဦးအရန်ကိုပေါ့နော်ချက်ဖို့ကောင်းပါတယ်ကဲဒါဆိုလို့ရှိရင်တော့ sweet video လေးကိုဆုံးကြည့်ပြီးတော့ကျေးဇူးများတင်ပါတယ်နောက်ထပ် video နဲ့တွေ့ကြမယ်အားလုံးနဲ့တာသုံးနေလေးဖြစ်ပါစေရှင်